နောက်ကြောင့်ကိုလေ့လာပြီးပြီဆိုရင်နောက်ထပ်တစ်ခုလေ့လာရမှာက pronouns တွေအကြောင်းလေ့လာရမယ်အဲ့တော့ pronouns ကိုလေ့လာဖို့အတွက်ဒီဇယားလေးကိုသိထားရမယ်အဲ့တော့နောက် pronouns တွေမှာဘာတွေရှိလဲပေါ့နော်ဘာတွေရှိလဲဆိုလို့ရှိရင်သူ့ကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့အမျိုးအစားအနေနဲ့ကြည့်မယ်ပေါ့အနည်းကိန်းအများကိန်းအနေနဲ့ကြည့်မယ်ဆိုရင်အနည်းကိန်းလည်းရှိမယ်အများကိန်းလည်းရှိမယ် pronouns တွေမှာအဲ့ဒါအပြင်ကိုနောက်ထပ်ဘာရှိအောင်မလဲဆိုတော့သူက subject pronoun လား object pronoun လားဒါမှမဟုတ် possessive adjective လား possessive pronouns လား reflexive pronouns လားပေါ့နော်စသဖြင့်အဲ့ဒါလေးထပ်ပြီးတော့ရှိမယ်အဲ့တော့ pronouns ကိုအမျိုးအစားခွဲမယ်ဆိုရင်ဒီ၅မျိုးကိုမှတ်ထားလို့ရတယ်အဲ့တော့ subject pronoun မှာဘာတွေပါလဲ object pronoun မှာဘာတွေပါလဲ possessive pronoun မှာဘာပါလဲပေါ့နော် possessive adjective မှာဘာတွေပါလဲ reflexive pronoun မှာကိုဘာတွေပါလဲတခုချင်းစီကိုဘယ်လိုမျိုးအလိုက်သုံးသလဲဆိုတာကိုသိထားရမယ်အဲ့တော့ဒီဇယားလေးကိုစောက်ထင်မှာလိုက်ခုပြီးတော့ရေးထားလို့ရပါတယ်အဲ့တော့ဒါကကိုအရင်ကတည်းက state ကြောင်းမှာပေါ့နော်ဆီယမ်မာတွေသင်ကြားတဲ့နည်းလေးပေါ့ဒီဇယားလေးကတော့ဆီယမ်မာတွေကလူပဲသင်ခဲ့တယ်အဲ့တော့ကျွန်မကဒီအတိုင်းလေးပြန်ပြီးတော့ရေးပြထားပြီးတယ်ဟုတ်ပြီအဲ့ဆိုရင်အရင်ဆုံး subject pronoun လေးကြည့်ရအောင် subject pronoun မှာဘာတွေပါလဲပေါ့ I you he she it we they you အဲ့တော့ဒီနေရာမှာ you က2မျိုးဖြစ်နေတယ်ဘာကြောင့်လဲ you ဒီ singular အနေနဲ့ကော plural အနေနဲ့ကောသုံးလို့ရတယ်အဲ့ဒါ you ကိုတစ်ခုပဲမှတ်ထားလဲရတယ်เนาะ singular ပဲသုံး plural အနေနဲ့ပဲသုံးပေါ့ဥပမာတင်လို့ပြောလို့ရှိရင်လည်းဒါတယောက်တည်းပဲဆိုရင်လည်း you ပဲပေါ့နော်မြန်မာလိုအနေနဲ့တင်တိုးလို့ပြောလိုက်ပြီးဆိုရင်လည်းအင်္ဂလိပ်လိုပြန်ပြောမယ်ဆိုရင်တော့ you လို့ပဲပြောမှာပေါ့နော်အဲ့ဒါမျိုးပြောရမယ်ဟုတ်ပြီဒါဒီ subject pronoun ကိုအထိပ္ပယ်ပြန်မယ်ဆိုရင် subject ဆိုတဲ့အတွက်သူစီတီလို့ဘာသာပြန်တယ်ဥပမာဆိုရင်ကျွန်ုပ်ဒီတင်ဒီသူဒီသူမဒီထိုဟာဒီကျွန်ုပ်တို့ဒီသူတို့ဒီတင်တို့ဒီအဲ့ဒါမျိုးဘာသာပြန်မယ် object pronouns object ဒီခံရတဲ့သူဖြစ်တဲ့အတွက် object pronoun ဆိုရင်ကိုလို့ဘာသာပြန်မယ် me you him her it as them you တဲ့အဲ့တော့ me ဆိုရင်ကျွန်ုပ်ကို you တင်ကို him သူကို her သူမကို it ထိုဟာကိုဒါမှမဟုတ်ရင်ထိုအရာကို as ကျွန်ုပ်တို့ကို them သူတို့ကို you တင်တို့ကိုဟုတ်ပြီနော် possessive adjective possessive adjective ကကြတော့ပိုင်ဆိုင်မှုကိုပြတယ် adjective တွေဒီပိုင်ဆိုင်မှုကိုပြတဲ့ဟာအဲ့ဒါကိုနောက်ခံ adjective ကြရင်ထပ်ပြီးတော့ရှင်းပြပေးမယ်my your his her it our their your my ကျွန်ုပ်ဤyour ဆိုရင်တင်ဤ his သူဤ her သူမဤ is ထိုဟာဤဒါမှမဟုတ်ရင်ထိုအရာဤ our ကျွန်ုပ်တို့ဤ their သူတို့ဤ your တင်တို့ဤအဲ့တော့ possessive pronouns ကကြတော့ဤဟာတဲ့အဲ့တော့တစ်ခုကဤတစ်ခုကဤဟာဘာကွာလဲပေါ့နော်အဲ့ဒါကိုနောက်ပိုင်းမှာရှင်းပြပေးမယ် mine ကျွန်ုပ်ဤဟာ yours တင်ဤဟာ his သူဤဟာ hers သူမဤဟာ is ထိုအရာဤဟာ ours ကျွန်ုပ်တို့ဤဟာ theirs သူတို့ဤဟာ yours တင်တို့ဤဟာနောက်တစ်ခု reflexive pronoun ဒါကိုယ်တိုင်းဆိုတဲ့အဓိပ္ပာယ်ပေါ့ myself ကျွန်ုပ်ကိုယ်တိုင် yourself တင်ကိုယ်တိုင် himself သူကိုယ်တိုင် herself သူမကိုယ်တိုင် itself ထိုဟာကိုယ်တိုင် ourself ကျွန်ုပ်တို့ကိုယ်တိုင် themself သူတို့ကိုယ်တိုင် yourself တင်တို့ကိုယ်တိုင်အဲ့တော့ဒီနေရာမှာဘာကွာလဲဆိုတော့အပေါ်က singular pronouns တွေမှာဆိုရင် self ပေါင်းပြီးတော့အောက်က plural pronouns တွေမှာဆိုရင်တော့ sel ves ကိုပေါင်းပေးရပါမယ်ပြီးဒါဆိုလို့ရှိရင်တော့ pronouns တွေကို example အနေနဲ့တော့ဒီသွားလောက်ပြီးရုပ်ပြီးဒါဆိုရင်ဒီနေ့တော့ subject pronoun နဲ့ object pronoun ကဘာကွာသလဲဆိုတာကိုကြည့်ရအောင်အဲ့တော့အရင်ဆုံး noun pronouns တွေသင်ပြီးပေါ့နော် pronouns တွေသင်ပြီးဆိုရင်ဘာတွေသိရမလဲပေါ့နော် pronoun ဆိုတာဘာလဲတော့အရင်တော့သိရမယ်ပေါ့ pronoun ဆိုတာဒီနာမ်ကိုပြန်ပြီးတော့မသုံးချင်တဲ့အတွက်အဲ့ဒီနေရာမှာအစားထိုးပြီးတော့သုံးတဲ့အရာကို pronouns လို့ခေါ်တယ်ဥပမာဆိုပါစို့ကျမကကိုပြောရဲပေါ့နော်ဒါကငါစာအုပ်အဲ့လိုပြောလိုက်တာမျိုးအဲ့တော့ငါဆိုတာဒီကျမရဲ့နာမည်နေရာမှာပြန်ပြီးတော့အစားထိုးသုံးလိုက်တာနော်အဲ့ဒါကကျမဘသူရဲ့စာအုပ်ပါလို့ပြောမယ်အစားဒါကငါစာအုပ်အဲ့ဒါမျိုးပြောလိုက်တာပေါ့နော်ပြီးရင်ဥမာကျမနဲ့မောင်မောင်ဆိုတဲ့ကောင်လေးနဲ့2ယောက်ထိုင်နေရဲပေါ့နော်အဲ့မှာအဲ့စာအုပ်ကဆီယမမိရဲဒါဘသူစာအုပ်လဲဆီယမအဲ့ဒါမောင်မောင်စာအုပ်အဲ့တော့မောင်မောင်
မောင်မောင်စာအုပ်လို့ပြောမယ်အစားကျမဘေးကမမောင်ပြောပြပြီးတော့ဆီမဒါသူ့စာအုပ်လည်းမျိုးထိုးပြီးတော့အဲ့ဒါမျိုးပြောပြပေးလိုက်လို့ရတယ်ပေါ့နော်အဲ့ဒါမျိုးဒီနာနေရာမှာ noun တစ်ခုနေရာမှာအဲ့ဒီ noun ကိုပြန်ပြီးတော့နာမည်မသုံးချင်တဲ့အတွက် pronouns တွေနာမ်စာတွေအနေနဲ့ပြန်ပြီးတော့သုံးလိုက်တာမျိုးပေါ့ဟုတ်ပြီအဲ့ဆိုရင် subject pronoun ဆိုတာဘာလဲဆိုတာကြည့်ကြမယ် subject pronoun ဆိုတာကတဲ့ပြုလုပ်တဲ့သူကိုဖော်ပြတဲ့အခါမှာ subject pronoun တွေသုံးတယ်ပေါ့အဲ့တော့ဒီလိုလဲမှတ်လို့ရ first person ပေါ့ pronouns တွေမှာ၃မျိုးရှိရ first person second person third person ပေါ့ပြောတဲ့သူနားထောင်တဲ့သူပြီးရင်ပြောခဲ့ရတဲ့သူပေါ့နော်ပြောတဲ့သူကြတော့ဒါ first person လို့ပြောကြတယ်ဟုတ်ပြီအဲ့တော့ပြုလုပ်တဲ့သူကိုဖော်ပြတဲ့အခါမှာ subject pronouns တွေကိုသုံးတယ် subject pronoun ကခုနလည်းကြည့်ပြီးသား I you he she it we they you ပေါ့ subject ကအမြဲတမ်း sentence ရဲ့ရှေ့ဆုံးမှာပဲရှိမယ်ဟုတ်တယ်နော် subject pronouns တွေဒီအမြဲတမ်း sentence ရဲ့ရှေ့ဆုံးမှာပဲရှိတတ်တယ်အဲ့တော့စာကြောင်းလေးတွေဖတ်ကြည့်အောင် I'm a student we live in New York you're late is my friend she's my sister it's raining outside အဲ့တော့ငါကကျောင်းသားတစ်ယောက်ဖြစ်တယ်ဥမာကျမနာမည်ကတီတီဆိုပါစို့တီတီ is a student လို့ပြောမယ်စာကိုတီတီလို့တော့ဘယ်သူမှပြန်မပြောဘူးလေနော် I'm a student လို့ပဲသုံးပါပေါ့ we live in New York အဲ့တော့ငါတို့က New York မှာနေတယ်အဲ့တော့ကျမရဲ့မိသားစုတွေက New York မှာနေတယ်ဆိုပါစို့အဲ့ဒါဆိုရင်ကျမဘသူဟိုမှာတီတီအဖေကဘသူဥပါပေါ့နော်အမေကဒေါ်မြ live in New York ဆိုပြီးတော့အဲ့ဒါမျိုးတယောက်ချင်းစီသွားပြီးတော့မပြောဘူးနော်အကုန်လုံးစုပေါင်းပြီးတော့ we ငါတို့ကဆိုပြီးတော့တုံးလိုက်တာ you're late မင်းနောက်ကျတယ်အဲ့တော့မင်းနောက်ကျရရတော့ကျမရဲ့ကျောင်းသားတယောက်ကနောက်ကျရပေါ့နော်ကျောင်းသားနာမည်ကမမောင်ဆိုရင်မမောင် is late အဲ့ဒါမျိုးမတုံးyou are late နော်မင်းနောက်ကျတယ်အဲ့ဒါမျိုးပဲတုံးမယ် he's my friend သူကငါရဲ့တငယ်ချင်းနောက်က she's my sister သူမကငါရဲ့အမ it is raining outside အပြင်မှာဘူးရွာနေတယ်အဲ့တော့တခုမှတ်ထားရမှာဒီနောက်ပိုင်းကျရင်လည်း tense တွေသင်တဲ့အခါမှာဒီရာသီဥတုတွေကိုဘယ်လိုပြောလဲပေါ့နော်အမြဲတမ်းမှတ်ထားရမယ် weather တွေရာသီဥတုတွေဒီ ith နဲ့ပဲသုံးပါတယ် it is cloudy တိမ်ချုံနေတယ် it is raining မိုးရွာနေတယ်နော်ဟုတ်ပြီအဲ့ဆိုရင် subject pronouns ကပါလဲဆိုတာကိုသိသွားလောက်ပြီအဲ့တော့ subject pronouns ကိုသုံးပြီးတော့ sentence လေးတွေကို comment မှာရေးသွားပေးလို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုက object pronouns ကိုကြည့်မယ် object pronouns ဆိုတာကဘာလဲပေါ့နော် object ဒီခံရတဲ့သူပြုလုပ်ခံရတဲ့သူအပြောခံရတဲ့သူကိုဖော်ပြတဲ့ pronouns တွေဒီ object pronouns တွေဖြစ်တယ်ပေါ့အဲ့တော့ object pronoun တွေက me you him her it us them you my teacher gave us homework yesterday အဲ့တော့ဆရာမကမနေ့ကငါတို့ကိုအိမ်စာပေးတယ်အဲ့တော့ my teacher ဒီဒါပြုလုပ်တဲ့သူ give က bad ဖြစ်တယ် s ဆိုတဲ့ကျွန်ုပ်တို့ကိုဒီ s ဒီငါတို့ကိုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ငါတို့ကိုဆိုရင်အဲ့ဒီ s လေးဒီ object pronouns ဖြစ်တယ် we like them a lot ငါတို့ကသူတို့ကိုအရင်ကြိုက်တယ်ပေါ့နော်ဒါကတော့အဆမရှိအဆုံးရှိရေးထားတဲ့စာကြောင်းလေးရှေ့မှာတော့ sentence တစ်ခုခုပါမှာပေါ့နော်ငါဒါကျမတို့ကတငယ်ချင်းအဖွဲ့တစ်ဖွဲ့ဆိုပါစို့နောက်အဆိုတော့အဖွဲ့တစ်ဖွဲ့ရှိမယ်ငါတို့တငယ်ချင်းတွေကလေသူတို့ဆိုတော့အဖွဲ့ကိုအရင်ကြိုက်တာအဲ့လိုပုံစံမျိုးသုံးတာပေါ့နော် we like them a lot I want to talk him ငါသူ့ကိုစကားပြောချင်တယ်အဲ့တော့ him ကအပြောခံရမယ့်သူလေနော်ခံရမယ့်သူဖြစ်တဲ့အတွက်ကြောင့်မလို့ him ကို object pronoun အနေနဲ့သုံးပါတယ် My mother gave me a birthday present အမေကငါ့ကို birthday present ပေးတယ်အဲ့တော့ birthday present အပေးခံရတာကဘာတူလဲ me ကျွန်ုပ်ပေါ့နော်အဲ့တော့ခံရတဲ့သူပြုလုပ်ခံရတဲ့သူဖြစ်တဲ့အတွက်အပေးခံရတဲ့သူဖြစ်တဲ့အတွက် me ဒီ object pronouns ပါအဲ့တော့ object pronoun နဲ့ subject pronoun ပြန်ခွဲမယ်ဆိုရင် object pronoun ဒီပြောခံရတဲ့သူပြုလုပ်ခံရတဲ့သူအဲ့ဒါမျိုးခံရတဲ့သူဘက်ကနေပြောတယ်ဘာသာပြန်လဲဆိုရင်ကိုယ်နဲ့ပြန်တယ် subject pronouns တွေဒီပြောတဲ့သူပြုလုပ်တဲ့သူ first person တွေကိုသုံးတယ်အဲ့တော့ subject pronouns တွေကိုဘာသာပြန်မယ်ဆိုရင်ကျွန်ုပ်ဒီသူဒီကျွန်ုပ်တို့ဒီသင်ဒီစသဖြင့်ဒီနဲ့ဘာသာပြန်ရတယ်။ subject pronouns နဲ့ object pronouns ကိုနားလည်သွားပြီလို့ထင်ပါတယ်။ Now lessons ဒီမှာတော့ possessive adjective ကပါလဲ possessive pronoun ကပါလဲ reflexive pronoun ကပါလဲဆိုတာကိုဆက်ပြီးတော့ပြပြပေးသွားမယ်။